မိုင်းတွေချောင်းတောင်းမျက်စိစိုးချေဝန်းတဲ့ကဘာကြီးထဲမှာငါဟာအပေါက်ရာလောက်တွေကသေးသိမ့်သူပါလူတွေမှန်တခုမှတန်နဲ့ဘဝအမောတွေဖြစ်တဲ့ခိုင်မှာငါဟာနောက်ပါဆက်တွေကွန်ပိတ်ပြီးနေသူပါနာ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 ငါဟာအားလုံးရဲ့နောက်မှာပါငါဟာတော့မရတဲ့နောက်တစ်ခုပါငါဟာအိတ်ကမရှိတဲ့တုံညာလေးတစ်လုံးပါလာမရှင်မာနဲ့တွေ့သမျှလူတိုင်းကိုငါကုန်လုံးရှုံးနေတရားမနိုင်တဲ့မဆိုင်မိနေသူပါနေအောင်ကြည့်မြင်ဖို့ညညတစ်ခုဖြတ်တန်းမဲ့ဆိုရရှိတယ်ငါဟာညတစ်ခုမြင်ဖို့နေပဲအိမ်နေသူပါ